လဲမှာကြောက်လို့မလျှောက်ပဲနေရင်မရောက်ပဲသေမှာပေါ့ဆိုတဲ့စကားလေးတချို့ကမလန့်ဘူးဘာဖြစ်လို့လဲလဲမှာကြောက်လို့လမ်းလဲမှာကြောက်တယ်အစင်မပြေမှာကြောက်တယ်အဲ့တော့လဲမှာကြောက်လို့မလျှောက်ပဲနေရင်မရောက်ပဲသေမှာဟုတ်တယ်မလျှောက်ပဲနေတဲ့သူကတော့မရောက်ပဲနဲ့သေသွားတာဘဝမှာအများကြီးပဲလောကမှာအများကြီးပဲဟုတ်တယ်မလားတချို့ကလည်းပြောတယ်ဇီယာကြီးမလျှောက်ပဲနေတော့မရောက်ပဲသေတာထားပါတော့တချို့ကကြတော့ရှောက်နေရင်သေသွားတာရှိတယ်နော်မလျှောက်ပဲနေလို့မရောက်ပဲသေတာတချို့ကြတော့ရှောက်နေရင်လည်းမရောက်ပဲသေသွားရလည်းရှိတယ်ဘာလဲဖြစ်ဖြစ်မလျှောက်ပဲနေတာထက်ဆိုင်တော့ရှောက်နေတဲ့သူကပိုတန်ဖိုးရှိတယ်ဟုတ်ပြီနော်မလျှောက်ပဲနေတဲ့သူထက်ဆိုင်တော့ရှောက်တဲ့သူကတော့ဘာဖြစ်ခြေတလန်းလောက်ရှောက်လိုက်လဲခြေတလန်းပါတယ်နှစ်လန်းရှောက်ရင်နှစ်လန်းပါတယ်10လန်းရှောက်ရင်10လန်းတော့တာသွားမှာပဲအဲ့တော့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင်ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင်နော်ဘန်းနိုင်ကိုလှမ်းနေတဲ့သူတွေလည်းရှိတယ်ဘန်းနိုင်ကိုလဲမှာကြောက်လို့မလျှောက်ပဲနေတဲ့သူတွေလည်းရှိတယ်မလျှောက်ပဲဒီတိုင်းနေနေတဲ့သူတွေရှိတယ်မရောက်ပဲသေနေတဲ့သူတွေလည်းရှိတယ်နော်အဲ့တော့ပန်းနိုင်ဟာလှမ်းနိုင်သူအတွက်အလံပဲ